အားလုံးပဲမင်္ဂလာပါအခုဆိုလို့ရှိရင်တော့အီရန်နိုင်ငံထဲကိုမြေပြင်တပ်ဖွဲ့တွေဝင်ရောက်လာပြီဖြစ်ပါတယ်အဲ့ဒီမြေပြင်တပ်ဖွဲ့တွေကဘယ်သူတွေများပါလဲကတ်လူမျိုးတွေရဲ့တပ်ဖွဲ့တွေဟာအီရတ်နိုင်ငံကနေပြီးတော့အီရန်နိုင်ငံထဲကိုဝင်ရောက်တိုက်ခိုက်လာပါပြီအဲ့ကတ်လူမျိုးတွေဟာအီရန်နိုင်ငံရဲ့အကြီးဆုံးတိုင်းသားလူမျိုးစုတစ်စုလည်းဖြစ်ပါတယ်အဲ့ဒီကတ်လူမျိုးတွေဟာအီရတ်နိုင်ငံတူရကီနိုင်ငံနဲ့ဆီးရီးယားနိုင်ငံ၄နိုင်ငံလောက်ခွဲပြီးတော့သူတို့ပြန်ကျဲပြီးနေထိုင်ကြတာဖြစ်ပါတယ်စုစုပေါင်းဆိုလို့ရှိရင်လူတွေတန်း40လောက်ကိုရှိပါတယ်နည်းတဲ့လူမျိုးတွေမဟုတ်ဘူးเนาะလူတွေတန်း40လောက်ရှိပေမဲ့လည်းသူတို့ကနိုင်ငံမရှိပါဘူးဘာကြောင့်လဲဆိုရင်တူရကီကလည်းသူတို့ရဲ့နေမြေတစ်စိတ်တစ်စိတ်တောက်သိမ်းပိုက်ထားတယ်အီရတ်ဆီးရီးယားတို့အီရန်တို့ကလည်းသူတို့နေမြေတစ်စိတ်တစ်စိတ်သားတွေသိမ်းပိုက်ထားတဲ့အတွက်ကြောင့်မို့လို့သူတို့တွေဟာဒီနိုင်ငံမရှိဘဲနဲ့နေထိုင်ရတာဖြစ်ပါတယ်အီရတ်သမ္မတဆာဒန်ဟူစိန်ကိုဖြုတ်ချတော့လည်းကတ်လူမျိုးတပ်ဖွဲ့တွေဟာအရေးပါတဲ့ကဏ္ဍမှာပါဝင်ခဲ့ပါတယ်အီရန်မြောက်ပိုင်းမှာနေထိုင်တဲ့ကတ်လူမျိုးတွေဟာအခုဆိုလို့ရှိရင်သူတို့ရဲ့စစ်အခြေစိုက်စခန်းတွေဖြစ်တဲ့အီရတ်နိုင်ငံထဲကနေပြီးတော့အီရန်နိုင်ငံထဲကိုဝင်ရောက်တိုက်ခိုက်နေဖြစ်ပါတယ်ဒီလိုမတိုက်ခိုက်ခင်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ကတ်လူမျိုးတွေရဲ့ခေါင်းဆောင်ကတ်တပ်ဖွဲ့တွေရဲ့ခေါင်းဆောင်နဲ့အမေရိကန်သမ္မတနဲ့ဖုန်းပြောဆိုဆွေးနွေးညှိနှိုင်းပြီးပြီလို့လည်းကြားသိရပါတယ်ဒီတော့အစ္စရေးနဲ့အမေရိကန်တပ်ဖွဲ့ဝင်တွေကဝေဟင်စစ်စင်ရေးဆင်နွှဲနေတဲ့အချိန်မှာကတ်လူမျိုးတွေဟာမြေပြင်ကနေပြီးတော့ပူပေါင်းပြီးတော့စစ်စင်ရေးဆင်နွှဲမှာဖြစ်ပါတယ်ကတ်လူမျိုးတွေနေထိုင်တဲ့နေရာတွေကတော့အီရန်ရဲ့မြောက်ပိုင်းနေရာအီရတ်နယ်စပ်တစ်လျှောက်နဲ့အီရန်ရဲ့အရှေ့ပိုင်းအီရန်ရဲ့မြောက်ဘက်နေရာတွေမှာဖြစ်ပါတယ်ဒီနေရာတွေဟာခိုးခေါင်ဒေသတွေမဟုတ်ပါဘူးတကယ်တော့မြို့တော်တဟီရန်ဟာနိုင်ငံရဲ့မြောက်ပိုင်းမှာရှိတာပါဒါကြောင့်မလို့မြို့တော်တဟီရန်နဲ့အမတန်မှနီးကပ်တဲ့နေရာတွေမှာကတ်လူမျိုးတွေနေထိုင်နေကြတာဖြစ်ပါတယ်အကယ်၍သာကတ်လူမျိုးတွေဟာတဟီရန်မြို့ထဲကိုဝင်ရောက်လာနိုင်မယ်ဆိုရင်အခြေအနေတွေဟာပြောင်းလဲသွားနိုင်ပါတယ်အမေရိကန်ရဲ့လဲတယ်ဗျသူတို့စစ်သားတွေမဆုံးရှုံးအောင်သူတို့ရဲ့ဒီnote boot ဆိုတဲ့သူတို့ရဲ့ plan တွေရပါတော့เนาะဒီ American တွေတော်နဲ့ဒီ Iran နိုင်ငံတွေကိုမြေပြင်စစ်စင်ရေးဆင်နွှဲမှာမဟုတ်ဘူးပေါ့เนาะဒါပေမဲ့ကတ်လူမျိုးတွေကိုမြှောက်ပေးလိုက်ခြင်းအပြင် American အနေနဲ့တော်တော်လေးကိုဒါတတ်တာသွားမှာဖြစ်ပါတယ်ဒါဒီထဲမှာရှိပြီးသားတိုင်းသားလူမျိုးစုတစုကိုတနက်အင်အားနဲ့ငွေကြေးအင်အားထောက်ပံ့ပေးလိုက်ခြင်းအပြင်ဒါအီရန်အစိုးရကိုတော်တော်ကြီးမားတဲ့ရိုက်ခတ်မှုဖြစ်ပွားစေမှာဖြစ်ပါတယ်အဲ့တော့ကတ်လူမျိုးတွေရဲ့ Kurdistan ဆိုတဲ့ကတ်နိုင်ငံဖြစ်ပေါ်လာမှာလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်အီရန်နိုင်ငံဟာလူတွေတန်း90ရှိပါတယ်အဲ့ထက်မှာ10တန်းလောက်ကကတ်လူမျိုးတွေဖြစ်ပါတယ်ဒီတော့အီရန်မှာနောက်ထပ်နိုင်ငံဒီပေါ့အရှေ့လေဘက်မှာနောက်ထပ်နိုင်ငံအသစ်တစ်ခုဒီအီရန်စစ်ပွဲအပြီးမှာဖြစ်ပေါ်လာမလားကတ်လူမျိုးတွေရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုယ်ပိုင်ဖန်တီးခွင့်တွေဟာနှစ်ပေါင်းများစွာမျှော်လင့်ခဲ့ရတဲ့အရာတွေဟာဖြစ်ပေါ်လာမှာလားဆိုပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်တချို့သောအဖွဲ့တွေကတော့ကတ်လူမျိုးတွေဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုမယုံကြည်သင့်ဘူးဆိုတာကြီးလည်းပြောလာပါတယ်ဒါပေမဲ့ကတ်လူမျိုးတွေအတွက်ကတော့ခုချင်းခုကဟာအီရန်နိုင်ငံကိုတိုက်ဖို့တော့ကအခွင့်ကောင်းအခါကောင်းပါပဲအားလုံး